brochure ကိုရောက်မှဒီစိတ်လေးလုပ်မယ်ပေါ့နော် brochure ရောက်ပြီဆိုရင်အရင်ဆုံးကျွန်တော်တို့ဒီဟာရင်ပွားမယ်ပေါ့နော်ရင်ပွားမယ်ဒီတော့ကျွန်တော်ကအပေါင်းတစ်ပုံပြင်တော့မယ်ဆိုရင်တစ်ခုလုံးပေါ်တဲ့ပုံဆိုရင်တော့အရက်ကိုရင်ရှိရပေါ့နော်အရက်ကိုလိုအပ်တယ်ဆိုရင်အရက်ကိုရင်ရှိပါမယ်โอเคဒီလောက်ဆိုဆက်ပြီframe နည်းလေးတက်ပါဘောနော် frame နည်းလေးတက်ဖို့လိုတယ်ဆိုရင် frame လေးပါတက်ရမယ်โอเคဆိုချိုက်ပြီနော်โอเคအခုတစ်ဆင့်ပြီးရဆိုတစ်ဆင့်ပေါင်းတယ်ပေါ့နော်တစ်ဆင့်ပြီးရဆိုတစ်ဆင့်ပေါင်းတဲ့အကျင့်လေးကိုလုပ်ထားပါပြီးတော့ရင်ကျွန်တော်တို့ပိန်မယ်ပေါ့နော်ပိန်ဖို့လိုရဆိုရင်အရင်ဆုံးပိန်ပါမယ်အခုနောက်ပိုင်း customer အများစုကပုံတစ်ပုံလှအောင်ပြင်တာထက်လှရဲဆိုတာလူတယောက်နဲ့တယောက်မတူဘူးเนาะခံစားကြိုက်တဲ့ပုံစံရင်မတူကြဘူး taste ပြင်ချင်းမတူကြဘူးဒါပေမဲ့ customer အများစုကတော့သူတို့ရဲ့ရှောင်းတွေပျောက်သွားတာပြီးရင်အရန်ပိန်လိုက်တာဟို natural look ပျောက်သွားတာမျိုးကိုမကြိုက်ကြဘူးပေါ့เนาะယူယူရှင်းရှင်းနဲ့ကြည်တောက်လေးကိုအများဆုံးကကြိုက်ကြတယ်အဲ့တော့အရင် over ကြီးဖြစ်အောင်လည်းမပြင်ဘူးပေါ့နော် okay ဆိုတော့ကျွန်တော်တို့ just make ထဲက share highlight နည်းနည်းလေးကျွေးလိုက်ပါဘောပုံကကြွလာအောင် okay နောက်ဆိုရင်ဆက်ပြီးပြီးတော့ကျွန်တော်ကတ်ကလေးနည်းနည်းလေးချမယ်ပေါ့နော်ချစ်ကလေးလိုချင်တာဆိုတော့လေကတ်ကလေးချမယ် okay အဲ့ဆိုတော့ရပြီးတော့ရင်ကျွန်တော်တို့မျက်နှာပိုင်းကိုလုပ်မယ်ပေါ့နော် skin line ကိုဖြူဖို့လိုရဆိုရင်ဖြူမယ်ပေါ့နော်အရင်ကြီးလည်းဖြူဖို့တော့မလိုဘူး selection tool လေးနဲ့ဖြူမယ်ပေါ့နော်fader လေးကိုနည်းနည်းလေးကျွန်တော်5လောက်ပဲကျွေးမယ်မျက်နှာ skin ချောတာကကြတော့တယောက်နဲ့တယောက်မတူကြဘူးပေါ့နော် skin ချောရဲ့ချောပုံချင်းမတူကြဘူးဘယ်လိုပြောရမလဲဆိုတော့ skin ချောနီးကအမျိုးမျိုးရှိတယ်ကိုကြိုက်တဲ့ပုံစံနဲ့ချောလို့ရတယ်ဒါပေမဲ့ over ကြီးမဖြစ်သွားအောင်တော့လုပ်ကြမယ်ပေါ့နော်ကျွန်တော်ကတခါတည်းမျက်နှာတွေပါလိုရဆိုရင်တခါတည်းလုပ်ပြီးတဲ့အချိန်မှာ skin ကိုတခါတည်းချောတယ်ပေါ့နော် skin ချောတဲ့အခါမှာလည်းဒီဟာလေးနဲ့ပဲကျွန်တော်နည်းနည်းပဲလုပ်တယ်ပေါ့နော်အများကြီးမလုပ် okay ဒီတူကနည်းနည်းလေးမှားနေတဲ့အခါကျတော့ okayမျက်နှာလည်းအရင်မပြောက်တော့ skin လည်းအရင်မွတ်သွားအောင်ပေါ့နော်ဒီလောက်ကြီးပဲပါမယ်နောက်ဆိုထော်ပြီးပေါ့နော်ဆိုရင်ဝေးပုံဖြစ်နေတဲ့ခါကျတော့နောက်ဆိုဆက်ပြီးတော့လည်းကျွန်တော်တို့ကတခါတည်း skin ကို portraiture လေးကျွေးရပေါ့နော်ဒီနာ skin ကို portraiture လေးကျွေးလိုက်တယ်သူကတော့ smooth ဖြစ်သွားတယ်ပေါ့နော်တော့ smooth ဖြစ်သွားတယ်မလိုတဲ့နေရာလေးနည်းနည်းလေးပြန်လိုက်ဖြတ်ညလုံးလေးစက်ကလေးညအကုန်လုံး
တောင်ချောကြီးမဖြစ်တော့ဘူးပေါ့နော် okay နောက်မှတော့လေးကြောင်းနေပြီပြီးတော့ကျွန်တော်နည်းနည်းလေးကြစ်ချင်သေးတယ်ပေါ့နော်နည်းနည်းလေး contract ကြစ်တာလေးနည်းနည်းလေးကြစ်ချင်ပြီးရင်ကျွန်တော်ရှောင်းကိုနည်းနည်းလေးထပ်တင်ချင်တယ်ဆိုရင်တော့ duration ကနည်းနည်းရောင်းရင်းနဲ့ထပ်တင်မယ် okay လောက်ဆိုရင်တော်တော်လေးအဆင်ပြေတဲ့လောက်တော့ရှိသွားပြီပေါ့နော်ပြီးရင်ကျွန်တော်တို့ကိုရိုက်တဲ့အချိန်မှာကာဝင်ကအဆင်မပြေလို့ဒီမှာကာဝင်လေးကိုနည်းနည်းလေးချောမယ်ကာဝင်လေးကိုလည်းနည်းနည်းလေးချောမယ်ပေါ့နော်โอเคတူလေးနည်းနည်းလေးချော okay လောက်ဆိုရင်တော်လေးအဆင်ပြေတဲ့လောက်ဖြစ်သွားပြီပေါ့နော်ပြင်ပါလိုအပ်တယ်လေတစ်ချက်အပြည့်ရှာမယ် okay ဒီနည်းနည်းလေးမဲထင်သေးရင် solution tool လေးကိုပုံမဟုတ်ပေါ့နော်ဒီလောက်လိုတဲ့နေရာလေးပဲမှတ်ပြီးတော့အဲ့နေရာရောက်တော့ filter ကကျွန်တော်20လောက်ပြီးဟိုမှာ okay ဒီမယ်ပေါ့နော်okay ဒီတော့တော်လေးစဉ်းကြည့်သွားပြီပြီးရင်ကျွန်တော်က color လေးတွေနည်းနည်းခွဲချင်တာပေါ့နော်နောက်ကအစိမ်းရောင် color လေးကိုနည်းနည်းလေးခွဲချင်တာစိမ်းနဲ့ဝါပဲအဲဒီဝစားကြည့်ပါတော့ကိုယ်ပဲနေရာမှာကြိုက်တယ်ဆိုတာလေအနေထားတော့မှကြိုက်တယ်ဆိုတာလေကြည့်မယ် okay ဒီတောက်တော့ကြိုက်တယ် okay ဝါလေးနဲ့ရှုချင် okay okay တော့တလားဆင်ပြေအဲ့ဆိုရင်ဒါလေးကိုကျွန်တော်တို့ကိုမလိုချင်တဲ့နေရာလေးပြန်ဖြတ်လို့ရတယ်ဒီအောက်ဒီအရင်စိမ့်သွားမကြိုက်ဒါလေးပြန်ဖြတ်မယ်ဒီနာရီမကြိုက်ရင်ဒါလေးပြန်ဖြတ်မယ် okay ဒါရင်တော့ကျွန်တော်ပြန်ပေါင်းမယ် okay ပြီးရင်ဘာလို့ရှိပြီလဲဆိုရင်ကျွန်တော်မျက်နှာအရင်ပြားရထင်ရှက်ဖြစ်အောင်လို့ရှက်နှစ်ကလေးနဲ့ထပ်တယ်ပေါ့နော်ကျွန်တော်ကအငြင်းတန်းသုံးနေကြရှိရယ်hyper နဲ့ကျွေးမယ်နော် hyper ကလေးနဲ့ကျွေးမယ် linear ကလေးပြန်တော့တော့ပါအဲဆိုရင်ကျတော့မျက်နှာရှက်နှစ်ကလေးတက်လာအဲ့တော့မှများနေသေးတယ်ဆိုရင်ကိုကပြန်လျှော့ပေါ့နော်ဘယ်လိုလောက်ကြီးပြန်လျှော့မယ်ပေါင်းပြီးပြန်ကြည့်မယ်ညာနေပြီးရင်ဘယ်လိုကျင်းဆိုနည်းနည်းလေးထပ်လျှော့အဲ့ဆိုတော့ဆင်ပြေပြီပေါ့နော်ဘယ်နေရာလေးကိုနည်းလေးကျွန်တော်လွယ်တူးလေးနဲ့လိုက်လုပ်နေတယ်ပေါ့နော်ဒီမှာပြန်လျှော့တယ် okay လောက်ဆိုရင်တော့ပုံတစ်ပုံကတော်လေးလှပါပြီပေါ့နော်ဒီကျွန်တော်နည်းလေးချစ်ချင်နေပေါ့နော်ချစ်လေးဒီတော့မှတပုံလုံးကိုကျွန်တော် cup နဲ့ဆွဲတင်တယ်တောက်လာ cup လေးနဲ့ဆွဲတင်တယ်တော်လေးနည်းလေးထည့်ချင်တယ် okay
လောက်ဆိုရင်တော့ okay ဘာချင်လဲဆိုရင်ပြီးသွားပြီပေါ့နော်ဒါဆိုရင်ပြီးသွားပြီဆိုတော့ကျွန်တော်စိတ်နဲ့ cheaper စိတ်လိုက်ပါပေါ့နော်ပြီးသွားရင်ကျွန်တော်ပြန်ရှင်းကြည့်မယ် okay ဒီမှာနာမည်ပေါ့နော် ကြည့်ပါနော်ကြည့်မယ်ဆိုတော့ဒီလောက်ကနေဒီလောက်ဖြစ်သွားတယ်ပေါ့နော်အဲဆိုရင် customer အများစုလက်ခံတယ်ပေါ့နော်အဲဒီလောက်ကနေဒီလောက်ဖြောင်းသွားတယ်တော့တို့ရဲ့ဘယ်လိုပြောမလဲ neutral လည်းမပြောက်သွားဘူးပြီးရင် finally